မေနေတဲ့တတ္တဝါတို့အတွက်အပေပုံဟာအမြဲနေရအိမ်တဲ့မေနေတဲ့လူကိုပြောတာမမေ့တဲ့လူမပါဘူးနော်အဲ့လိုဆိုရင်မေနေတဲ့လူအတွက်အပေပုံဟာအမြဲနေရအိမ်ဆိုတဲ့စကားလေးကိုလည်းတဘာဝကြကြနော်နားလည်နိုင်ဖို့လက်ခံနိုင်ဖို့လိုတယ်ဘာဖြစ်လို့မေနေတဲ့လူအတွက်အပေပုံဟာအမြဲနေရအိမ်လို့ပြောရတယ်လဲသူပြောလိုက်တိုင်းဦးဇင်းတို့ကနားမလည်ပဲနဲ့ဘူရူဘာသာလက်ခံရမယ်လို့မဆိုလို့ဟုတ်လားဆိုကြပါစို့တတိမရှိပဲနဲ့ခပ်ပေါ့ပေါ့နေမယ်ဆိုရင်အဲ့ဒီအနေအထားမျိုးမှာဘာတွေပဲဖြစ်နေမလဲစိတ်ထဲမှာလောဘဒေါသမောဟပဲဖြစ်မှာနော်တတိမရှိဘူးဆိုရင်တွေ့ကြုံနေရတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ဒီတဘာဝနဲ့ပတ်သက်ပြီးတော့အမှန်ကန်သိမှုရှိမလားအဲ့ဒါကိုဘာလို့ခေါ်တော့မောဟဟုတ်တယ်မို့လားမြင်တော့မြင်နေရတယ်တရားရဲ့တဘာဝကိုမသိဘူးကြားတော့ကြားနေရတယ်ဟုတ်လားဒါရဲ့အမှန်ကိုမသိဘူးမတည်မြဲမှုဆိုတဲ့အမှန်ကိုသိတဲ့ပညာကပါမလာဘူးဟုတ်လားမြင်လဲရတယ်ကြားလဲရတယ်စားတောက်ရတယ်တွေ့ရထိရတယ်ဟုတ်လားဒါရဲ့အမှန်ကိုသိမှုမပါဘူးဘာတွေနဲ့သွားနေတော့မြင်တိုင်းကြားတိုင်းဦးဇင်းတို့ကဘာနဲ့သွားနေတော့ကောင်းတယ်ထင်ရင်ကြိုက်မယ်မကောင်းဘူးထင်ရင်ဒေါသဖြစ်မယ်ဟောဒီအခြေအနေမှန်ရဲ့သဘောတဘာဝကိုမသိတာကမောဟမသိတဲ့အတွက်ကြောင့်ကောင်းတယ်ထင်ပြီးတော့လိုချင်တာကလောဘဟုတ်တယ်မဟုတ်လားမကောင်းဘူးထင်တဲ့အခါမျိုးမှာစိတ်တူတာကဒေါသနော်လောဘနဲ့ဒေါသကတော့ရံဖန်ရံခါမှပဲဖြစ်တယ်မောဟကတော့အိမ်ရှင်လို့ကိုပဲအမြဲတမ်းတက်ဆွဲတယ်ဘာဘူးလို့တော့တတိမရှိလို့ဟုတ်လားမိမိရော့နေလို့ရှိရင်မောဟအမြဲတမ်းရှိတယ်မောဟရှိနေတာနဲ့အမျှမောဟကတကားပေါက်ကြီးဖွင့်ပေးထားတယ်လောဘနဲ့ဒေါသမင်းတို့ကြိုက်တဲ့ချိန်မှာဝင်ခဲ့ကောင်းတယ်ထင်တဲ့ချိန်နဲ့လောဘကဝင်ချလာမယ်မကောင်းဘူးထင်တဲ့ချိန်နဲ့မှဒေါသဝင်ချလာအဲ့လိုဆိုရင်ဦးဇင်းတို့တတိမရှိဘဲနဲ့နေတဲ့အချိန်တိုင်းမှာလောဘဒေါသမောဟနဲ့နေတယ်ဆိုတာအရင်မှမထင်ရှားဘူးလားလောဘဒေါသကတော့ရံဖန်ရံခါမှဟုတ်လားမောဟကတော့အမြဲတမ်းလိုရှိအဲ့လိုဆိုရင်ပိဋကတို့ရဲ့ခေါင်းထဲမှာလည်းပဲလောဘဒေါသမောဟဆိုတဲ့မျိုးစေ့ဟာဘလို့အပင်ကိုပေါက်စီမလဲဆိုတဲ့ခွဲတန်းကလေးကပိဋကတို့နားလည်ထားပြီးသားလောဘနဲ့သေဘာဖြေလို့ကြားဘူးပြိတ္တာဖြေငငယ်လေးကစားကြားဘူးနော်ဒေါသနဲ့သေငရဲဖြေမောဟနဲ့သေအိဋ္ဌံဖြေဒါလေးကိုလည်းတဘာဝကြကြလက်ခံနိုင်ဖို့လိုသေးတယ်ဆိုကြပါစို့လောဘဆိုတာဘယ်လိုသဘောရှိတော့လောဘဆိုတာစားလောင်မှုတ်သိတဲ့သဘောရှိတယ်အာယုံကိုစားတာသမင်းစားသလိုရေးစားသလိုစားတာတခါတလေဟုတ်တယ်ဒါကြောင့်ပိပါဒဆိုတဲ့စကားလုံးနဲ့လည်းမြတ်စွာဘုရားလောဘကိုပုံဖော်ဟောတာရှိတယ်ပိပါဒဆိုတာစားလောင်မှုတ်သိခြင်းကိုရီးယားကလေးဗာလေးများကြည်ကနေမီးမြန်းပြတ်သွားတယ်ဆိုဘလောက်စားတော့ဒုက္ခကိုအကြီးကျယ်ရောက်ဟုတ်လားစားတာနော်မကြားရမနေနိုင်မကြည့်ရမနေနိုင်စားတာလောဘဆိုတာဘယ်လိုသဘောရှိတော့စားတဲ့သဘောရှိတယ်ဒါနဲ့ရင်ပြိတ္တာဆိုတာကောဘယ်လိုဘဝမျိုးလဲစားနေတဲ့ဘဝပဲလေဟုတ်တယ်မဟုတ်လားစားလောင်မှုသိနေတဲ့ဘဝပဲလေပြိတ္တာဆိုတာစားနေတဲ့သဘောကစားနေတဲ့ဘဝကိုဖန်တီးတာဘာစမ်းကြယ်တယ်လို့ဆိုနိုင်တယ်လဲဩတဘာဝကြကြအဲ့လိုတွေးရမှာနော်ဟုတ်လားအဲ့ဒါလို့ဆိုရင်ဆက်ပြီးတော့စဉ်းစားဒေါသဆိုတာအလွန်မှပူလောင်တဲ့သဘောရှိတယ်မျက်နာတွေဘာတွေတန်းပြက်တချို့ဆိုရင်ဇောသသိကြည့်လိုက်ရင်ဇိုးဇတ်တွေတုံချွေးချွေးပေါက်တွေထွက်ဟုတ်လားသွေးတို့နှလုံးတို့မြန်ရှိရင်ရုပ်တရက်တချို့အသက်ပါထွက်သွားတာတောင်ရှိအရင်နှိမ့်ဆက်တဲ့ဒဏ်ရာဒဏ်ချက်ကပြင်းထန်တယ်ပူလောင်လုံးအားကြီးလို့ဒေါသကအဲ့ဒါပူလောင်တဲ့ဒေါသသည်ဘလို့ဘဝမျိုးကိုဖန်တီးမလဲပူလောင်တဲ့ငရဲဘဝကိုဖန်တီးမယ်ငရဲဘဝပူဆုံးပဲဟောအဲ့လိုဆိုရင်ပိဋကတို့ကရိပ်မိပြီဘာမှမသိတဲ့မောဟသည်ဘာမှမသိတဲ့တိရစ္ဆာန်ဘဝကိုဖန်တီးတယ်ဘလောက်တဘာဝကြဟုတ်လားဒါကြောင့်အပ္ပမာဒနဲ့မနေနိုင်သမျှကလပ်ပတ်လုံးဟုတ်လားပမာဒဆိုတဲ့မေ့လျော့မှုလွှမ်းမိုးပြီးတော့နေသမျှကလပ်ပတ်လုံးလောဘဒေါသမောဟနဲ့အချင်းကုန်ပဲလောဘဒေါသမောဟသည်ဘာအပင်ကိုပေါက်စေမဲ့မျိုးစေ့တယ်အပေဘုံဆိုတဲ့အပင်ကိုပေါက်စေမဲ့မျိုးစေ့ပဲဒါကြောင့်ဓမ္မထကရာဆရာကြီးကပြောတာနော်မေ့နေရင်တော့အဲ့ဒီလူအတွက်အပေဘုံဟာအမြဲနေရအိမ်မယ်တဲ့အချိန်တန်ရင်အိမ်ပြန်ရမယ်ဆိုတဲ့စကားတစ်ခွန်းရှိရဲ့နော်အချိန်တန်ရင်ကိုပြန်ရမယ့်အိမ်ဟာဘလို့အိမ်လဲဆိုတာကိုတွေးကြည့်ဖို့လိုမယ်ဘယ်သူပုံမှမူတည်မတော့ကိုပုံမှမူတည်မှာနော်ကိုကမိမိရောနေမယ်ဆိုရင်တော့ကိုပြန်ရမယ့်အိမ်ဟာအပေပုံပဲမိမိရောမနေဘူးသတိလေးနဲ့နေမယ်တကယ်ကိုဂယုစိုက်ပြီးတော့နေမယ်ဆိုရင်တော့ကိုပြန်ရမယ့်အိမ်ဟာအပေပုံမဟုတ်ဟုတ်လားဒါကြောင့်ပိဋကပေါင်းတော်ကောင်းတို့ကိုပြောချင်တာကအကုသိုလ်အကြီးတွေကိုလုပ်နေမှဆင်းရဲဒုက္ခအကြီးကြီးတွေဖြစ်အောင်လုပ်ရရောက်တဲ့အတွက်ကြောင့်ကိုဟာကိုယ့်ရန်သူဖြစ်သေးတာမဟုတ်သေးဘူးမိမိရောပေါ်ပေါ်ဆားဆားနေမယ်ဆိုရင်လည်းပဲအနာဂတ်ကိုအယုတ်ဆိုးအကြီးတက်အောင်ကြိုတင်ပြီးတော့လုပ်နေတာဖြစ်တဲ့အတွက်ကြောင့်ကိုဟာကိုယ့်ရန်သူဖြစ်နေစေပဲဟောအဲ့ဒါကိုတွေးမိသေးချင်တာ